အားလုံးပဲမင်္ဂလာပါဒေါ်နေစမ်းမိုဘိုင်းဖုန်းနဲ့နေပြန်လဲကြည့်လိုက်ပါတယ်။တို့ပြမိဖုန်းလေးတွေကတော့ Redmi 30ရလေး30C လေးဖြစ်ပါတယ်နော်။ဒီကောင်လေးဆို412လေးပါ။ဈေးလေးက3သိန်းကျော်လေးနဲ့ရပါမယ်နော်။ဒါလေးတွေအလုံးလေးတတ်ပါတယ်အလုံးလေးတော်တော်ကြီးတတ်ပါတယ်ခင်ဗျ။ကောင်လေးတွေဆိုရင် 40R လေးတွေပါ412လေးတွေနော်။လေးဆို412လေးတွေကာလာ2အောင်ရှိမယ်ခင်ဗျ။အလုံးလေးတွေတော်ကြီးကိုတတ်ပါတယ်ခင်ဗျလုံးနေတာတော်တော်တတ်ပါတယ်412လေးပါနော်ဈေးလေးကတော့3သိန်းကျော်လေးနဲ့ပဲယူပါနော်စော်ဝဲပညာအကုန်ထည့်ပေးထားပါတယ်ခင်ဗျပြီးရင် iPhone 11လေးတစ်လုံးထည့်ရောက်ထားပါတယ် 64GB Dual SIM ပါခင်ဗျ64GB Dual SIM Nomad 6လေးနော်ဒီကောင်လေးဆို Nomad 6လေးပါဟောပတ်လေအလုံးလေးပါနော်ဒီကောင်လေးဖေးတူတော့မှညာအကုန်ရမယ်ဖေးပေးရလည်းရောက်တော့ပါတယ်ဒီကောင်လေးဆိုရင်အကွန်တန်လေးဖေးပေးရရှိမယ်ဈေးက3သိန်းကျော်လေးနဲ့ရမယ်နော်ဒီကောင်လေးတွေ3သိန်းကျော်လေးနဲ့ရမယ်တစ်လုံးကမဖီ100ပါဖြူလေးက100ဒီကောင်လေးကအမဲလေးကတော့ဖီ92ကျန်ပါသေးတယ်ဖေးပါနော်ပြီးရင် Android တဲကတသိန်းရောက်တဲကမေးထားတဲ့ customer လေးတွေအတွက်ဒီကောင်လေးရှိပါမယ်ပုံပြောပါညာသုံးခြင်းနဲ့လူတွေအတွက်ပေါ့နော်လိုင်းလေးပါလေးလည်းသုံးလို့ရပါမယ်464နော်ဒီကောင်လေးဆို464လုံးလေးတော့နည်းနည်းရော့ရနော်ဒီမှာပေါင်လေးတွေနည်းနည်းရော့မှန်တော့လဲမှန်ပါရုပ်ထွက်လေးတော့ကောင်းပါတယ်ဒီကောင်လေးရုပ်ထွက်လေးကောင်းတယ်နော်ရုပ်ထွက်လေးကောင်းပါတယ်ဒီကောင်လေးကိုကျွန်တော်ရောင်းပေးမဲ့ဈေးကဒီကောင်လေးက8000အပိတ်နဲ့ယူပါနော်8000အပိတ်နော်ဒီတိုင်းပဲ8000အပိတ်နော်ဖုန်း only ပါနော်ဖုန်း only ပါနော်အတိုင်းရ8000နဲ့ပဲယူပါခင်ဗျ8000နဲ့ပဲအားလုံးပဲကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျကျွန်တော်ရဲ့ဆိုင်လိပ်စာလေးကတော့27 mobile ပါကင်လမ်းမကြီးရွှေပါကင်ပြည်ရဆိုင်မျက်နှာရှင်းဆိုင်ပြင်မနာမြို့ပါနော်နေပြီးတော့ပြင်မနာမြို့ပါခင်ဗျဆိုင်မှာလာရောက်ကြည့်ရှုဝယ်ယူခြင်းနဲ့ဆိုရင်အမနာတဲ့ဖုန်းဆက်ပြီးမေးနိုင်ပါတယ်နော်